တော်ဟွာရောက်ပါပြီကဲမိုးဖားရေတကောင်ရောက်ပါပြီဒီရေတကောင်ကအဲ့လိုမျိုးမေရရေတကောင်ထက်ပို့ပြီးတော့လှတယ်လို့ပြောပါတယ်အဲ့ရေတကောင်နှစ်ပွဲရှိတဲ့နေရာကိုရောက်ပါပြီဒီကတော့ကျွန်တော်တို့ဆိုင်ကားတဲ့နေရာပါတစ်ကကပြီးရတယ်သွားလာပါပါမိုးဖား waterfalls ရောက်ပါပြီဒီမာလေးဟယ်လိုအားလုံးပဲမင်္ဂလာပါ AK ပိုင်းဘလော့ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခဏလေးကျွန်တော်တို့အဖွဲ့ချင်းမိုင်ကိုရောက်နေတော့သူဘဲကိုသွားပြီးတော့လဲมาလဲဆိုလို့ရှိရင်ချင်းမိုင်မှာရှိတဲ့ story တွေနဲ့ foreigner ကြားထဲမှာအရန်နာမည်ကြီးဖြစ်နေတဲ့ရေတခွန်လေးတစ်ခုကိုသွားလောက်လဲပတ်မှာဖြစ်ပါတယ်အဲ့ရေတခွန်ကတော့မိုဖားရေတခွန်ဖြစ်ပါတယ်ချင်းမိုင်မှာရှိတဲ့မိုဖားရေတခွန်ကတဘာဝအလှတရားနဲ့အရန်နာမည်ကြီးတဲ့ရေတခွန်တစ်ခုဖြစ်ပါတယ် story တွေကြားထဲမှာရေပန်းစားတဲ့ရေတခွန်အဖြစ်ဘာကြောင့်နာမည်ကြီးရလဲဆိုလို့ရှိရင်သူ့ရဲ့အာသာချက်ကမျိုးနဲ့မနီမဝေးသွားတာလွယ်ကူတဲ့အတွက်ကြောင့်ဖြစ်ပါတယ်မိုးဖားရေတခွန်ကိုသွားမယ်ဆိုလို့ရှိရင်မေရင်းဘက်ကိုသွားတဲ့လမ်းမကြီးပေါ်မှာဒီလမ်းမကြီးဘက်မှာတည်ရှိတာဖြစ်ပါတယ်မိုးဖားရေတခွန်က Dryas Sutat Full National Park အတွင်းမှာရှိပြီးတော့ချင်းမိုင်မြို့ဝရဲကနေပြီးတော့သွားမယ်ဆိုလို့ရှိရင်ကားနဲ့သွားမယ်ဆိုလို့ရှိရင်45မိနစ်နောက်သွားရင်ရောက်ပါတယ်တင်ရှင်းမိုင်မျိုးကိုတွားရောက်လဲပတ်မယ်ဆိုလို့ရှိရင်မိုးဖားရေတခွန်တို့မီစာဧရိယာကိုဒေးတွေ့လုပ်ဖို့ကျွန်တော်အကြံပြုလိုပါတယ်။ဘာလို့ဒေးတွေ့လုပ်တင်တာလဲဆိုလို့ရှိရင်ပန်းချံညနေဘက်အတွက်ပိတ်တာဖြစ်တဲ့အတွက်ကြောင့်နေပင်ဘက်တွေတွားတာပိုအဆင်ပြေတဲ့အတွက်ကြောင့် recommend ပေးတာဖြစ်ပါတယ်။ National Park ရဲ့ဝင်ကြီးကတော့လူတစ်ယောက်ကို foreigner ဆိုလို့ရှိရင်ဘတ်တရားဝင်ချင်းပေးရမယ်ဖြစ်ပြီးကားပါကင်အတွက်လည်းနေရာရှိပါတယ်ကားပါကင်ကနေပြီးတော့အခုကျွန်တော်လမ်းလျှောက်လာတဲ့အတိုင်းသွားမယ်ဆိုလို့ရှိရင်အဲဒီမိုးဖားရေတခွန်ကိုရောက်ဖို့5မိနစ်ကနေပြီးတော့10မိနစ်ကြာလမ်းလျှောက်ရပါတယ်လမ်းကလည်းပြင်းနဲ့ hiking အရမ်းမလိုတဲ့အတွက်ကြောင့်တငယ်ချင်းတွေပေါ်ရာတွေနဲ့တကယ်အေးစီသွားလို့နေရာတစ်ခုဖြစ်ပါတယ်ဘေးမှာလည်းတောတောင်တဘာဝအလှတွေကိုတကယ်ကြီးကြည့်ခံစားပြီးတော့သွားမှာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးလည်းအထားကြပါတယ်ပြီးလို့ရှိရင်ဒီဗီဒီယိုကကျွန်တော်ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်ခရီးသွားရတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေနဲ့သွားတဲ့ဥစ္စာကိုကျွန်တော်တို့လိုမျိုးပဲခရီးသွားခြင်းနဲ့တဘာဝအလှရည်နဲ့တကယ်ထိတွေ့ခြင်းတဲ့လူတွေကိုကျွန်တော်ကအဲ့လိုမျိုးကျွန်တော်ကိုယ်တိုင်ဖြတ်တန်းပြီးတော့တကယ်ထိတွေ့ရတဲ့ဆိုတဲ့ခံစားချက်မျိုးရစေခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ကပြန်ပြီးတော့ share လုပ်ပေးတာဖြစ်ပါတယ်share လုပ်ပေးတာshare အဲ့ဒီမိုဘိုင်းရေတခွန်ကိုဘယ်အချိန်သွားတင်လဲလို့ပြောရမယ်ဆိုလို့ရှိရင်မိုးရာသီဖြစ်တဲ့ဥမာပေါ့ဇန်နဝါရီကနေပြီးတော့ဇန်နဝါရီပြောရမီ sorry မိုးရာသီဖြစ်တဲ့ဇူလိုင်ကနေပြီးတော့အောက်တိုဘာလရေများပြီးတော့ Damatis အရန်ဖြစ်တဲ့အချိန်ပေါ့အဲ့အချိန်ဆိုလို့ရှိရင်ရန်တော်တော်လေးရေတွေကလုံးဝအများကြီးအဲ့လိုမျိုးအချိန်ကိုသွားရောက်လဲပတ်ဖို့အကြံပြုပါတယ်တကယ်လို့စောင်းရာသီကိုသွားပြီးတော့လဲမယ်ဆိုလို့ရှိရင်နိုဝင်ဘာကနေဖေဖော်ဝါရီအလအတွင်းသွားလဲတာအသင့်တော်ဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့လေထူးကအေဂျင့်ပြီးတော့အေဂျင့်နဲ့လက်ဆက်တယ်တန်ရှင်းပြီးတော့သွားရတာလည်းတော်တော်အဆင်ပြေပါတယ်။အဲ့အချိန်ကြီးဆိုအခုကျွန်တော်သွားခဲ့တယ်လို့မျိုးလမ်းလည်းအရင်မပြီးမခက်သွားကြမလို့ပြီးအောင်ပြီးနဲ့သွားတာဖြစ်တဲ့ကြောင့်တော်တော်လေးမိုက်ပါတယ်။ဒီတခွန်ရောက်လို့ရှိရင်ဘာလုပ်လို့ရလဲဆိုလို့ရှိရင်မှာ photographer ဒီအတွက် sport ရှိပါတယ်တပုံလေးတခြားရိုက်လို့ရမယ်ရေတခွန်ကိုနောက်ခံထားပြီးတော့ထားချရိုက်လို့ရပါမယ်ဒါကတော့ကျွန်တော်တို့တငယ်ချင်းတွေဖြစ်ပါတယ်ဒါကတော့ရှေ့ကတော့ကျွန်တော်တငယ်ချင်းတွေနဲ့အတူတူသွားပြီးတော့သွားရောက်လဲပတ်ထားဖြစ်ပါတယ်တ
တော်တော်လေးလည်းမိုက်ပါတယ်ဗျာတဘာဝအလားတွေငှက်တန်တွေအတန်လေးတွေကစပြီးတော့တဘာဝအတိုင်းတော်တော်လေးကိုကြည်နူးဖို့ကောင်းပါတယ်ရေတကုံရောက်ပြီဆိုလို့ရှိရင်ဘာတွေလုပ်တင်လဲဆိုလို့ရှိရင်အမှပေါ့ဗျာတကယ်ချင်းပေါ်တာကြီးနဲ့နေရှာဆောင်းလေးဖွဲ့ fret အဲလေးနဲ့ဝက်လက်စင်းတော်တော်ဖြစ်ပါတယ်ဘယ်လိုပြောရမလဲလူအရင်မများတဲ့နေ့ဆိုလို့ရှိရင် private waterfall ဖြစ်တဲ့အတွက်ကြောင့် private waterfall ဖြစ်တာမဟုတ်ဘူးเนาะ private waterfall တက်ခဲ့သူတော့တင်သားလို့ရတယ်အဲ့ဒီဘယ်လိုပြောရမလဲ private waterfall ဖြစ်တယ်လို့မျိုး feeling ကတော်တော်လေးမိုက်ပါတယ်ထားလဲကြပါတယ်ပြီးတော့အေးလေးချမ်းနေထားလဲကြတယ်ဗျာတကယ်အဲ့ view ကိုတော့အဲ့လိုမျိုးကျွန်တော်ဖော်တာတွေကိုအဲ့လိုမျိုးဒီဗီဒီယိုကြည့်နေရတယ်နော်ကိုယ်တိုင်ခံစားသိချင်တာပါဗျာအဲ့လိုမျိုးဗီဒီယိုတွေအဲ့လိုမျိုးအရာတာတွေနဲ့နှစ်တာတွေကိုခံစားသိချင်တာဖြစ်ပါတယ်အခုကကျွန်တော်တို့ကသွားခဲ့တဲ့အချိန်ဆိုတော့စောင်းရာသီဖြစ်တဲ့အတွက်ကြောင့်ဘယ်လိုပြောရမလဲလမ်းလည်းဘယ်လိုအေးမြ6သွေးပြီးတော့တင်းတင်းရှိတော့ဗျာမိုးရာသီဆိုလို့ရှိရင်တော့နည်းနည်းတည်းမြေမျိုးစားတွေကအဲ့လိုမျိုးအရန်ကြီးဟိုလိုမျိုးမာတဲ့အထဲတော့မပါသေးဘူးပေါ့အဲ့တော့ဘယ်လိုပြောရမလဲသွားရတာတိတ်ပြီးတော့အဆင်မပြေဘူး။အဲကြောင့်မလို့ကျွန်တော်တို့ကအဲဒီဆောင်းရာသီဖြစ်တဲ့အချိန်ကိုသွားပြီးတော့ရွေးပြီးတော့သွားဖြစ်တာဖြစ်ပါတယ်။ဟိုရှေ့မှာမြင်ရတဲ့ရေတခွန်ကတော့အဲဒီမိုဘာရေတခွန်ဖြစ်ပါတယ်။ဒါကတော့လည်းမျိုးနှစ်သွဲပုံစံဖြစ်ပြီးတော့သူကဘယ်လိုပြောရမလဲဟိုအထက်ကနေပြီးတော့အောက်ကိုတခါတည်းကျလာတဲ့ရေတခွန်မျိုးစားဖြစ်ပါတယ်။အဲဒီရေတခွန်မျိုးစားကဟိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ကျွန်တော်လေးလာတာပေါ့နော်အဲ့ဒါလေးလာတာတော့နည်းနည်းပြောပြမယ်အဲ့ဒီတော့ကကျွန်တော်ရဲ့ဘယ်လိုပြောရလဲစကီးနဲ့ခံမှန်းကြီးပြောပြရမယ်ဆိုလို့ရှိရင်ပေါ့နော်မီတာ60လောက်မြင့်မယ်လို့ထင်တယ်ဘာဖြစ်လဲဆိုတော့တော်တော်ကြီးလေးမြင့်တယ်တော်တော်လေးလှတယ်ပြီးတော့အပေါ်ကနေပြီးတော့အောက်ကိုတစ်ချောက်တည်းဓာတ်ရိုက်ကျလာတဲ့ရေအမျိုးအစားဖြစ်တဲ့အတွက်ကြောင့် single tree waterfall အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်အရင်လဲမိုက်တယ်အရင်လဲလှတယ် single tree waterfall အမျိုးအစားဆိုတာအပေါ်ကနေပြီးတော့တခါတည်းနဲ့အပြီးအောက်ကိုကျလာဘယ်လိုပြောလမ်းမှာသူ့အဲ့ကြလာတဲ့ရေကိုတားဆီးတဲ့ကြောက်တုံးနေအဲ့လိုမျိုးအဆိုင်ကဲဘာမှမရှိဘူးရေတခွန်အောက်မှာလည်းရေအမြဲရှိတဲ့အတွက်ကြောင့်အရန်လေးလှပါတယ်အရန်အေးချမ်းတာရတဲ့ feel ကိုတော်တော်လေးမိုက်ပါတယ်တော်တော်လေးလည်းအထားကြပါတယ်ဗျာအခုဆိုလို့ရှိရင်ဒါကျွန်တော်ဒီပတ်ပတ်လေးကိုကျွန်တော်တေချာရိုက်ပြဖြစ်ပါတယ်ကျွန်တော်လိုပဲဒီကအလှတရားတွေသဘာဝတရားတွေကိုဓာတ်ရိုက်ခံစားလို့ရအောင်ဒါဖြစ်ပါတယ်ဒီဗီဒီယိုကလည်းကျွန်တော်ပြောရမယ်ကျွန်တော်ဗီဒီယိုလုပ်ရှင်တာအထက်ကျွန်တော်သွားခဲ့တဲ့အမျိုး live တစ်လျှောက်မှာဘယ်လိုပြောသွားခဲ့တဲ့အထာကျဉ်းကြကြီးဖြတ်တန်းခဲ့တဲ့ lifestyle ကိုအဲ့လိုမျိုးဘယ်လိုပြောရမလဲခီးသွားရတာအကျိုင်းနဲ့တက်တဲ့ပေါ်တာရဲ့အတွက်ဒါအထောက်အကူပြုမယ်ထင်ပြီးတော့ကျွန်တော်က knowledge လုပ်ပြတာဖြစ်ပါတယ်ဘာဖြစ်လို့ဒီရေတခွန်ကဘယ်လိုပြောရမလဲ foreigner နဲ့တိုးရီတွေကြားထဲမှာနည်းနည်းရီပန်းစားရလဲဆိုလို့ရှိရင်အဲဒီမိုဘာရေတခွန်ကချင်းမိုင်မြို့မှာလည်းရှိရချင်းမိုင်မြို့နဲ့လည်းအရန်မဝေးဘူးအဓိကပြောကြမြို့နဲ့မဝေးဘူးလမ်း6ရတာလည်းလမ်း6ပြီးသွားရတာလည်းမခက်ဘူးလူငယ်လူရွယ်လူမျိုးလမ်း6သွားလို့လည်းရတယ်အဲ့တော့တဘာဝအလှတရားနဲ့အပြီးအဝခံစားလို့ရတဲ့နေရာလည်းဖြစ်တယ်ပြီးတော့လည်းဘယ်လိုပြောရမလဲတစ်တန်းချံ waterfall မျိုးစားဖြစ်တဲ့အတွက်လို့တော့တင်စားပြီးတော့ပြောလို့ရတဲ့အနေအထားမှာရှိတယ်အဲအကြောင်းမလို့ဘယ်လိုလူမျိုးဘယ်လိုအသက်အရွယ်ပိုင်းခြားမဆိုတွားရောက်ခံစားတဲ့ရေတခွန်မျိုးစားဖြစ်ပါတယ်